မင်္ဂလာပါချစ်ပရိသတ်ကြီးအားလုံးပဲဒီတလုံးမှာကျွန်တော်ကိုအမေးများနေတဲ့ဖနှုံကြားစင်းအကြောင်းကိုကျွန်တော်ချပြပေးခြင်းပဲဖြစ်တယ်ကောမပြန်ပေးခြင်းပဲဖြစ်ပါတယ်နော်ဖနှုံကြားစင်းကတော့မယောင်းမဘူးဖြစ်ပါတယ်လက်ရှိမှာဖနှုံမှာပဲရှိနေပါတယ်လို့အားလုံးကိုပြောကြည့်နာပေါ့နော်ဘာဖြစ်လဲဆိုတော့အကိုရေးညီလေးရေးကြားစင်းရောင်းလိုက်ပြီလားဘာဖြစ်လို့ရောင်းလိုက်တာလဲဘာညာမေးနေတဲ့ကျွန်တော်ရဲ့ချစ် my friend များအားလုံးမရောင်းပါဘူးလို့ကျွန်တော်ပြောခြင်းပါတယ်နွားရဲ့လက်ရှိမှာတော့ဖနှုံမှာပဲရှိနေပါတယ်လို့ပြောခြင်းပါတယ်ကြားစင်းကတပွဲခွေးပြီးတော့ဘာဖြစ်လို့မနေ့ကပွဲမထွက်တာလဲမေးနေတဲ့ကျွန်တော် my friend များအားလုံးကိုလည်းကျွန်တော်ပြောခြင်းတယ်သူ့နွားကအရန်ငယ်တဲ့အတွက်ကြောင့်မို့ဘက်ကလည်းအားလုံးပြိတ္တပြောတဲ့အတိုင်းဘက်ကများပါတယ်များပေမဲ့လည်းသူ့နွားကိုသူယုံကြည်မှုအပြည့်ရှိပေမဲ့လည်းနွားကိုနှုတ်ရတဲ့ပုံမှာတစ်နှစ်လောက်သူရက်နာထားခြင်းပဲဖြစ်ပါတယ်ဒီຫນွေကြရင်တော့ပွဲထွက်ခြင်းလည်းထွက်မယ်မထွက်ခြင်းလည်းမထွက်ဘူးပေါ့နော်ဒါကသူ့ရဲ့တမိုင်းဖြစ်ပါတယ်လို့ပြောခြင်းပါတယ်လက်ရှိမှာတော့နွားကလာမဲ့နှစ်ကြရင်အသေးကောင်းလို့ပွဲတောင်းမလားဆိုတာတော့ကျွန်တော်တို့မျှော်လင့်စောင့်စားကြပါလို့ပြောခြင်းပါတယ်နွားကတော့မယောင်းရသေးဘူးလို့လည်းပြောခြင်းပါတယ်ကြားစင်းကလက်ရှိမှာရှိနေပါတယ်ဖနှုံမှာပဲနွားကလည်းဒီအနေထားမဟုတ်ဘူးဒါထက်ကိုနွားကဝလုံးပြီးတော့အရန်ကိုလှပထားရောရတဲ့နွားတစ်ကောင်ဖြစ်တယ်ဒါကဟိုအရင်ကကျွန်တော်ရိုက်ထားတဲ့ဗီဒီယိုဖိုင်လေးပါလို့ပြောခြင်းပါတယ်နွားကတော့ကြားစင်းကအရန်ကောင်းတဲ့နွားတစ်ကောင်ဖြစ်တယ်တူပွဲကိုလည်းကျွန်တော်ကိုနိုင်ကထွက်လာမလားစောက်ကြည့်တဲ့တပွဲထွက်လာပြီးတော့လဲတစ်ဖက်နွားမဝင်တဲ့ပုံမှာတူပွဲကပြက်ပယ်သွားခြင်းပဲဖြစ်ပါတယ်လက်ရှိမှာကြားစင်းကိုဘက်ရှိတယ်ဆိုရင်လဲကျွန်တော်တို့ပြောလို့ရပါတယ်ခွေလို့ရပါတယ်မိုးကုတ်ရင်ຫນွေပေါက်လောက်ဆိုရင်ဆက်တွယ်လို့ရပါတယ်လို့လည်းပြောခြင်းပါတယ်သူတခင်ခွေခြင်းမခွေခြင်းကတော့သူတခင်ပဲမူတည်တယ်သူတခင်ကလည်းသူ့နွားကိုသူပြင်ဆင်မှုအရန်ကောင်းတဲ့နွားတစ်ကောင်ဖြစ်တယ်နော်ဒီနွားကကျွန်တော်တို့ဖာတိုင်းနဲ့ဖနှုံမှာတပွဲခွေပွားပြီးနိုင်ပြီးတော့အခုချိန်နဲ့အထိပွဲမထွက်တေးတဲ့နွားတစ်ကောင်ဖြစ်တဲ့ပုံမှာပြိတ္တကြီးကတော့ဘာဖြစ်လဲဆိုတော့နှမျောတယ်ပေါ့နော်နွားကောက်ကောက်ကြီးနဲ့ပွဲမထွက်ဘူးဆိုတော့ဒီနွားကဘာဖြစ်လို့ပွဲမထွက်ရတာလဲအဲ့ဒါကိုစိတ်ဝင်စားကြတဲ့ my friend များအားလုံးကျွန်တော်ဒီဗီဒီယိုဖိုင်တူချပြခြင်းပဲဖြစ်တယ်ကျွန်တော်ဗီဒီယိုကြိုက်နေတဲ့သူများကြိုက်နေတဲ့ရင်ဆိုလို့ရှိရင် comment ထဲမှာ yes လို့လောက်ခဲ့ပေးပါမကြိုက်နေတဲ့ဘူးဆိုလို့ရှိရင် no လို့လောက်ခဲ့ပေးပါလို့လည်းပြောခြင်းပါတယ်ကြားစင်းကတော့လုံးဝမယောင်းရတဲ့အကြောင်းကိုကျွန်တော်ပြောခြင်းပါတယ်လက်ရှိမှာကြားစင်းပဲဖနှုံမှာတည်ရှိနေပါတယ်လို့ပြောခြင်းပါတယ်အားလုံးပဲဘိုနီပွဲနဲ့မိုက်ခဲပွဲတုံးသက်ကြတွေလာမယ်